တယောက်တည်းလမ်းလျှောက်နောက်ကပဲပြန်နေခဲ့လိုက်တယ် ကဲအားလုံးပဲမင်္ဂလာပါကျမတို့ပင်လောင်းတိမ်ပင်လေကိုရောက်ပါပြီရှင်ကဲအလှတပုံတွေကတော့အလူအရက်ရိုက်ကြတာပေါ့ရှင်ဒီပင်လောင်းတိမ်ပင်လေကိုကျမတို့ကြည့်ရဖို့အတွက်ကိုမနက်9နာရီအစောကြီးထားရတယ်ပေါ့နော်အစောကြီးထားရတယ်ပြီးတော့ဒီတိမ်ပင်လေရှိတဲ့နေရာကိုသွားပါတယ်တိမ်ပင်လေရှိတဲ့တိမ်ပင်လေကိုကြည့်ရမယ့်နေရာကကျတော့ပင်လောင်းမြို့တွေကနေပြန်ထွက်ရတယ်သူကပေါင်းလောင်းအထွက်လမ်းခွဲမှာပါဒီဟာနားလေအောင်ဒီမိတ်ဆွေတွေနားလေအောင်ပြောရမယ်ဆိုရင်တော့ဝင်းကဘာတောင်ပေါ့နော်မက်မှာဝင်းကဘာတောင်လို့ရှာလိုက်အဲဝင်းကဘာတောင်ဘက်ကိုသွားတဲ့လမ်းကိုသွားရမှာဝင်းကဘာတောင်ကိုမရောက်ခင်ကျမတို့ဘယ်ဘက်ချမ်းမှာပေါ့ဒီဘယ်ဘက်ချမ်းမှာသူကညောင်မင်းအကြီးတပင်ရှိတယ်အဲညောင်မင်းကက်ရက်ကနေပြီးတော့သွားလိုက်ကားကလည်း9မိနစ်လောက်မောင်းလိုက်တာနဲ့ရောက်တယ်တိမ်ဟိုပါပေါ့တောင်ကလည်းအရန်အမြင့်မဟုတ်ဘူးအဲ့ဒီမှာကားရက်လို့ရတဲ့နေရာမှာရက်ခဲ့သူ့ရဲ့ဒီစီဒီနာမည်ကကြတော့မင်္ဂလာရန်အောင်စီဒီပါမင်္ဂလာရန်အောင်စီဒီရဲ့ရင်ပြင်ကနေမှကျမတို့ကဒီတိမ်ပင်လေးရဲ့အလှကိုကြည့်ရမှာပေါ့နော်ဒီတောင်ပေါ်မှာဆိုရင်လေဒီဘုရားရင်မြင်ပေါ်ရောက်ပြီဆိုတာနဲ့ကျမတို့လိုပဲလာကြည့်ရတဲ့သူတွေလည်းအများကြီးပဲကိုဝဲလို့မထင်နဲ့အဲကြလို့ရှိရင်အဖွဲ့တွေအများကြီးပဲရှိလာလိမ့်မယ်သူ့ရဲ့ဒေသခံတွေကိုယ်တိုင်ကိုအဲ့ဒီတိမ်ပင်လေးကြည့်ဖို့တည်တံ့လာကြတာတိမ်တွေကကြည်ရင်ကြည်နေတဖြည်းဖြည်းများလာတယ်တဖြည်းဖြည်းပင်လောင်းမြို့လေးအုပ်သွားတယ်ပေါ့နော်မြို့လေးကအောက်မှာရောက်သွားတယ်ဒီမြင်ကွင်းလေးကိုကျမတို့ကဒီမြင်ကွင်းလေးကအကြာကြီးမခံဘူးတနားရီလောက်ပဲခံတယ်တဖြည်းဖြည်းနေထွက်လာတဲ့အခါမှာတိမ်တွေတစားပြေသွားတယ်ပေါ့နော်အဲ့ဒီအလှလေးကိုအမိရသွားကြည့်ပါပင်လောင်းမြို့ကိုရောက်ပြီဆိုတာနဲ့စောလေးထားပြီးတော့တိမ်ပင်လေးအလှကိုရှူစားပါရှင်အခုကတော့ကျမတို့ပြန်ပြီးတော့ဆင်းပါတော့မယ်ရှင်လှလိုက်တာဗဇက်နဲ့ဒီလိုပြောဖို့တော့မအရန်ခက်ခဲတယ်ကျမတို့လည်းဒီတိမ်နေကြားထဲမှာကိုသွားတဲ့အရာသာတိမ်နေနဲ့ထိတွေ့တာတယောက်တည်းလမ်းလျှောက်ဘာနဲ့မှမလဲနိုင်ဘူးနောက်ကပဲပြန်နေခဲ့လိုက်တယ်ကဲဒါကတော့အောက်ရောက်ပြီဆိုတော့လက်ဖက်ခင်းတွေတွေ့ရမယ်လက်ဖက်ခင်းတွေရယ်တိမ်တွေရယ်နေလုံးရယ်ရှူခင်းကဘလောက်လှလိုက်တယ်လဲတကယ်ကိုအသက်ဝင်နေတဲ့ပကြီးကားတစ်ချက်ကိုကြည့်ရတယ်လို့ပဲဟိုးတယောက်2ယောက်3ယောက်အနောက်မှာညနေလေးညရဲ့တဲ့မလေးလာနေတယ်ဘာလဲပြောစီချီဘာလို့ပြောရပဲကဲတိမ်ပင်လေကိုတဝါကြီးကြည့်ပြီးပြီဆိုတော့ကျမတို့ပင်လောင်းဈေးဘက်ကိုအပြေးလေးသွားပါမယ်ရှင်